ကောင်မလေးကမေ့လဲနေတဲ့တတိယအကိုရဲ့ကော်လန့်စ်ကိုဆွဲကင်ပြီးကြက်ကလေးတစ်ကောင်ကိုဆွဲမလို့မျိုးမြောက်ထားလိုက်ပါတယ်သူ့ရဲ့ခွန်အားကြီးမားပုံကိုမြင်ပြီးဒုတိယအကိုခမများကြောက်လွန်းလို့တွေးတောင်မျိုးချမိသွားတယ်ဟိုမင်းကလေးမွေးစားသမီးကတော့မေ့လဲနေတဲ့အကိုကိုကြည့်ပြီးနာကျင်ရတယ်လို့မျက်နှာပေးနဲ့ကောင်မလေးကရိုက်လိုက်လို့ဖြစ်ရတာပါဆိုပြီးအပြစ်ပုံချတယ်ကောင်မလေးကအခြေအနေအရန်အရေးကြီးနေလို့ရိုက်လိုက်ရတာပါလို့ရှင်းပြပေမဲ့အမှန်တရားကိုသိနေတဲ့ဒုတိယအကိုကဟိုမင်းကလေးဘက်ကပဲပါပြီးကောင်မလေးကိုဝိုင်းစုပြန်ရောကောင်မလေးကဂယုမဆိုင်ပါဘူးအကိုမကြခင်ပြန်လို့လာလိမ့်မယ်လို့ခက်ပြက်ပြက်ပြောလိုက်တယ်ဟိုမင်းကလေးကတော့မလို့တမစိတ်နဲ့ကောင်မလေးကတခြားယောက်ျားတွေနဲ့ရှုပ်ပွေခြင်းလို့အကိုကိုတမင်တက်တက်ရိုက်တာပါဆိုပြီးဆွဆွဲတယ်ကောင်မလေးကပြန်ရှင်းပြဖို့စိတ်မဝင်စားတော့ဘူးလက်သုံးချောင်းထောင်ပြပြီးသုံးရည်တာနဲ့အကိုနိုးလာလိမ့်မယ်လို့အေးဆေးပြောလိုက်တယ်ဟိုမင်းကလေးကကောင်မလေးအဆူခံရတော့မယ်ဆိုပြီးကြိတ်ပျော်နေတော့မှပဲတတိယအကိုကရုတ်တရက်လက်နိုးလာပါတော့တယ်ဟိုမင်းကလေးကအပြေးသွားပြီးအကိုကိုသူရိုက်လိုက်တာမှတ်မိလားဆိုပြီးမေးခွန်းထုတ်တယ်ဒါပေမဲ့တတိယအကိုကအမှန်တရားကိုဖွင့်ဟလိုက်တယ်အမဲရောင်အခိုးအငွေ့တွေစိတ်ထဲဝင်လာပြီးမှညီမလေးရိုက်ချလိုက်လို့ပြန်တတိယလာတာပါတဲ့အဲ့ဒီတော့မှကောင်မလေးကဲလိုက်မှန်းအားလုံးသိသွားကြတယ်ဟိုမင်းကလေးလည်းမျက်နှာပြက်ပြီးမချစ်မနစ်တက်နဲ့တောင်းပန်လိုက်ရတာပေါ့တတိယအကိုကကျေးဇူးတင်ခြင်းပေမဲ့ရှက်နေရှာတယ်ကောင်မလေးခန်းဝမှာရောင်လဲလဲလုံနေတော့ကောင်မလေးကတကားဖွင့်လိုက်လို့လန့်သွားကြသေးတယ်အကိုဖြစ်သူကရှက်သွေးဖြာပြီးချောကလက်တပူကမ်းပေးတယ်ကောင်မလေးကမယုံတင်ကနဲ့အစိတ်ခတ်ထားတာတော့မဟုတ်ပါဘူးနော်လို့စနောက်လိုက်တယ်အကိုကတကယ်တောင်းပန်တာပါလို့ပြောတော့မှကောင်မလေးကရှင်တို့ကိုမကြိုက်ပေမဲ့ခွင့်လွှတ်ပေးလိုက်မယ်လို့ပြောလိုက်တယ်အကိုဖြစ်သူကစိတ်သက်သာရသွားပြီးဖျော်ဖြေပွဲလက်မှတ်တွေထုတ်ပေးတယ်လက်မှတ်ကိုကင်လိုက်တာနဲ့ကောင်မလေးကအန်ရဲ့အငွေ့သက်ကိုချက်ချင်းအာယုံခံမိလိုက်တယ်ဒါကြောင့်အဆောင်လက်ဖွဲ့တစ်ခုထုတ်ပေးပြီးအကာအကွယ်အနေနဲ့ဆောင်ထားဖို့မှလိုက်တယ်အကိုဖြစ်သူကတိတ်မယုံပေမဲ့ယူသွားလိုက်တယ်ဖျော်ဖြေပွဲရောက်တဲ့အခါအကိုဖြစ်သူကလက်ဖွဲ့ကိုကင်ကြည့်ပြီးညီမလေးရဲ့တတိပေးစကားကိုပေါ့ပေါ့တန်တန်သဘောထားလိုက်မိတယ်ဒါပေမဲ့ပွဲထဲဝင်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲအမျိုးသမီးတစ်ယောက်ကဓားမြောင်နဲ့တဟုန်ထိုးဝင်တိုက်ခိုက်ပါလေရောတတိယအကိုလန့်ပြီးလက်ဖွဲ့နဲ့ကားလိုက်မိတယ်ချက်ချင်းဆိုသလိုရွှေရောင်လင်းတန်းတစ်ခုပောက်ကွဲထွက်လာပြီးတိုက်ခိုက်သူကိုလွတ်ထွက်သွားစေခဲ့တယ်အဲ့ဒီအချိန်ကျမှကောင်မလေးရဲ့ဟောကိန်းမှန်ကန်ကြောင်းသူကောင်းကောင်းကြီးသိလိုက်ရပါတော့တယ်ကောင်မလေးကဂုံပြူညစာစားပွဲခန်းနာတဲ့ကိုတော်ဝင်မင်းသမီးတစ်ပါးလိုဝင်ရောက်လာပါတယ်ဧည့်သည်တွေအားလုံးသူ့ရဲ့ချက်တရည်ရှိလာတဲ့အလှကြောင့်နှင်းတက်ပြီးနေကြည့်နေကြရတယ်ဟိုမင်းကလေးမွေးစားသမီးကတော့မနာလိုမီးတွေတောက်လောင်နေတာပေါ့သူ့တငယ်ချင်းကိုအပြေးကင်းစင်တဲ့ပုံစံဟန်ဆောင်ပြီးသူ့အိမ်ပြန်ရောက်ကြတဲ့ကအနိုင်ကျင့်ခံနေရတယ်လို့ချင်းထည့်လိုက်တယ်တငယ်ချင်းဖြစ်သူကအလွယ်တကူပဲယုံသွားပြီးတက်လက်စားချစ်ပေးမယ်လို့ဆုံးဖြတ်လိုက်တယ်ကောင်မလေးလျှောက်လာတဲ့အချိန်မှာခေါင်းဝင်စအိုတက်နေပြီးခြေထိုးခံလိုက်တယ်ပြီးတော့ဟိုမင်းကလေးကသာတကယ်အထက်တန်းလွာအစ်စ်ပါဆိုပြီးခုံယူစွာကြေညာတယ်ကောင်မလေးကသူတို့ရဲ့တစ္ဆာရှိပုံကိုသဘောကျပြီးလက်ခုပ်တီးလိုက်တယ်ပြီးတော့ခေါင်းကိုဆောင်းပြီးတငယ်ချင်းဖြစ်သူကိုမေးခွန်းတစ်ခုမေးလိုက်တယ်နေရီစားဖောက်ပြန်သွားလို့ခံစားနေရတော့လားတဲ့တငယ်ချင်းဖြစ်သူကြောင်သွားပြီးဘလို့တိတာလဲလို့ပြန်မေးတယ်ကောင်မလေးကအေးဆေးပဲအဲ့ဒီတိတ်တိတ်ပုံမရငယ်ကနင့်ဘေးနာကဟိုမင်းကလေးလေးလို့ဖွင့်ချလိုက်တယ်ဟိုမင်းကလေးကမဟုတ်ပါဘူးဆိုပြီးမြင်းတဲ့တငယ်ချင်းတွေကလည်းဝိုင်းကာပွဲပေးကြတယ်ကောင်မလေးကပြုံးပြီးအမှန်တရားပြောစီတဲ့ပိုးကောင်တစ်ကောင်ကိုဟိုမင်းကလေးပါဇက်ထဲလက်တစ်ချက်ဝေ့ပြီးထည့်လိုက်တယ်ချက်ချင်းဆိုသလိုဟိုမင်းကလေးပါဇက်ကအမှန်တရားတွေတလက်ဆက်ထွက်လာတော့တာပဲတငယ်ချင်းရဲ့ရီးစားကိုလူယူခဲ့တာစီးပွားရေးရွေးဝက်ချက်တွေရောင်းစားတာအွန်လိုင်းမှာကောလာဟာလာတွေလွှင့်တာအကုန်ဝင်ခံမိသွားတယ်တငယ်ချင်းတွေဒေါသထွက်ပြီးပါရိုက်ကအပေါင်းအသင်းဖြတ်လိုက်ကြတယ်လူတိုင်းရဲ့အထင်သေးမှုကိုခံလိုက်ရတဲ့ဟိုမင်းကလေးကကျမ်းပြင်ပေါ်လဲကြပြီးနောက်ဆုံးလက်နဲ့ထုတ်တော့တယ်ကောင်မလေးမှာလှုပ်ဝက်ထားတဲ့ယောက်ျားရှိတယ်ဆိုပြီးဥက္ကဋ္ဌကိုစေးကူပေးနေတဲ့တပ်ပုံကိုထောင်ပြတယ်တောသူမို့လို့လူကောင်းသူကောင်းနဲ့မတွေ့နိုင်ဘူးလိန်ညာနေတာပါဆိုပြီးဆွဆွဲတယ်ကောင်မလေးကခါထောက်ပြီးဒေါသထွက်နေတော့ခမ်းမကြီးတစ်ခုလုံးအသက်ရှူမသွားတော့အောင်တိတ်ဆိတ်သွားစေမဲ့သူတယောက်ဝင်လာပါတယ်ဥက္ကဋ္ဌကြီးကိုယ်တိုင်ပါပဲဥက္ကဋ္ဌကကောင်မလေးကိုတံမိုးကြီးလက်ဆောင်ပေးပြီးကောင်မလေးစေးကူပေးနေတာသူပါလို့ရှင်းပြလိုက်တယ်ကောင်မလေးဝက်ထားတဲ့သူဆိုတာဥက္ကဋ္ဌကြီးမှန်လူတိုင်းသိသွားကြတယ်အဖေဖြစ်သူကလည်းကောင်မလေးရဲ့စစ်မှန်တဲ့ဂုဏ်ပုတ်ကိုလူသိရှင်ကြားကြီးညာပြီးကုမ္ပဏီရှယ်ယာ30%ပေးအပ်လိုက်တယ်ဟိုမင်းကလေးကတော့မျက်လုံးတွေညီရဲလာပြီးလက်စားချင်မယ်လို့ကျင်းဝါကြံရစ်ခဲ့ပါတော့တယ်ကောင်မလေးကအဖိုးဖြစ်သူရဲ့အခန်းထဲကိုဝင်ချင်းပါပဲမတုံဆိုင်ပဲအဖိုးရဲ့ဘားကိုရိုက်ချလိုက်ပါတယ်အခန်းထဲဝင်လိုက်တဲ့ကတခုခုမာယွင်းနေတာကိုသူအာယုံခံမိလိုက်လို့ပါဒါပေမဲ့ဟိုမင်းကလေးမွေးစားသမီးကကတင်ပေါ်ပြေးတက်ပြီးကောင်မလေးကသူ့ကိုအနိုင်ကျင့်ပါတယ်ဆိုပြီးငိုယိုတိုင်တော့ပါလေရောမြေအထုကိုတနာသွားတဲ့အဖိုးကကောင်မလေးကိုရိုင်းဆိုင်တယ်ဆိုပြီးစူပူချင်းမောင်းတယ်ကောင်မလေးကမမှုပါဘူးလက်ကိုနောက်ပစ်ပြီးအေးဆေးပဲပြန်မေးလိုက်တယ်ရံပြန်မတုတ်ပြန်ရဲတဲ့တတိကြောင်သူကအဖိုးမြေးဖြစ်ထိုက်လို့လားတဲ့အဖိုးကဒေါသထွက်ပြီးချောင်းတွေဆိုအသက်ရှူမောဖြစ်လာတယ်ဘေးနာကဦးလေးကြီးကအဖိုးတေတော့မယ်ဆိုပြီးအော်ပြောတယ်ကောင်မလေးကရွှေရောင်မျက်လုံးနဲ့ကြည့်လိုက်တော့မှအဖိုးကယောဂကြောင့်မဟုတ်ပဲတခုခုလောက်ကြံခံထားရမှန်းသိလိုက်တယ်ကူပေးမယ်လို့ကြေညာလိုက်တော့ဟိုမင်းကလေးကမောက်မာတယ်ဆိုပြီးမောင်းထုတ်ခိုင်းတယ်ဒါပေမဲ့ဥက္ကဋ္ဌကိုကောင်မလေးကူပေးခဲ့တာမြင်ဘူးတဲ့အကိုကြီးကကူတောက်ခွင့်ပေးဖို့တိုက်တွန်းလိုက်တယ်ခွင့်ပြုချက်ရတာနဲ့ကောင်မလေးကလက်ကိုပင့်တင်ပြီးလူတိုင်းရဲ့အရှိမနဲ့အဖိုးကိုပါသုံးချက်ဆင်းရိုက်လိုက်ပါတော့တယ်အကိုကြီးလန့်ပြီးဝင်ဆွဲပေမဲ့ဟိုမင်းကလေးကအဖိုးအသက်ရှူရက်သွားပြီလို့အော်ပြောတယ်မိသားစုတွေပြသွားပြီးကောင်မလေးကိုဝိုင်းစုကြတာပေါ့ဒါပေမဲ့ခဏကြာမှအဖိုးကပြန်လို့လာရုံတင်မကဘူးပို့ပြီးတော့နှုတ်ပြလန်းဆန်းလာတယ်မှန်တဲ့ကြည့်ပြီးကျင်းနေတဲ့အဖိုးကိုကြည့်ပြီးဟိုမင်းကလေးကမင်းမောင်နဲ့မော်ပညာနဲ့လှုပ်လိုက်တာလို့ဆွဆွဲပြန်ရောကောင်မလေးကလက်ထောင်ပြပြီးနင်ရောအစမ်းတက်ခံချင်လာလို့မေးလိုက်တော့မှကြောက်ပြီးနောက်ဆုတ်သွားတယ်အသက်ကယ်လိုက်မှန်းသိတော့အဖိုးကသဘောထားပြောင်းသွားတယ်
ကောင်မလေးကအမှန်တရားကိုဖွင့်ချလိုက်တယ်အဖိုးပိုက်ထဲမှာကျိန်စာတင်ပိုးကောင်တွေရှိနေတာလို့ပြောပြီးဘိုက်ကိုလက်သီးနဲ့ထိုးချလိုက်တယ်အဖိုးရဲ့ပါဇက်ကနေပိုးလောက်လန်းတွေအန်ထွက်လာပြီးကောင်မလေးရဲ့ရွှေရောင်လင်းတန်းကြောင့်ချက်ချင်းပြကျသွားတယ်ဒီကျိန်စာဘဲကလာလဲလို့စစ်မေးလိုက်တော့ဦးလေးကြီးကမလုံမလဲနဲ့တားဖို့ကြိုးစားတယ်အကိုကြီးကအတင်းကျပ်မင်းမြန်းလိုက်မှဦးလေးကြီးဝန်ခံလာတယ်အဖေကောင်မလေးအဖေထက်အရေးချင်းညံ့လို့အမွေမရမှာဆိုပြီးအဖိုးကိုအစ်စ်ခက်ခဲ့တာပါတဲ့အဖိုးကဒေါသထွက်ပြီးတားဖတော်ဆက်မှုဖြစ်ကအိမ်ပေါ်ကမောင်းချလိုက်တယ်ကောင်မလေးရဲ့အရေးချင်းကိုသဘောကျသွားတဲ့အဖိုးကဒီသားစုလုပ်ငန်းကိုလွှဲပေးမယ်လို့ဆုံးဖြတ်လိုက်တယ်ဟိုမိန်းကလေးကအရေးချင်းမရှိဘူးဆိုပြီးကန့်ကွက်တယ်အဖေလို့သူကကြားဝင်ပြီးလေ့ကျင့်ပေးပါရစေဦးလို့ညှိနှိုင်းပေးလိုက်တယ်ဟိုမိန်းကလေးကတော့အန်ကျိတ်ပြီးမကျေနပ်ချက်တွေနဲ့ကြံရိတ်ခဲ့တာကိုအကိုကြီးကတတိထားမိလိုက်ပါတော့တယ်